ငါ irritability တုံ့ပြန်နိုင်မှုသက်ရှိတွေကလှုပ်ဆော်မှုကိုတုံ့ပြန်ကြပါတယ်လှုပ်ဆော်မှုဆိုတာပတ်ဝန်းကျင်မှာရှိတဲ့အလင်းအတန်ထိတွေ့မှုအပူချိန်စတဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဘယ်ပြောင်းလဲမှုမဆိုဖြစ်နိုင်ပြီးတော့လှုပ်ဆော်မှုအပေါ်မှာအာရုံခံစားနိုင်မှုကြောင့်မလို့သက်ရှိတွေမှာတုံ့ပြန်မှုကိုဖြစ်ပေါ်စေပါတယ်ဥပမာနေရောင်ထဲကိုထွက်လိုက်တဲ့အခါမျက်လုံးကိုပိတ်လိုက်တာကအလင်းရောင်ကိုတုံ့ပြန်တာဖြစ်ပါတယ်အတန်ကြဲကြဲကြားရင်ထိတ်လန့်သွားတာဟာလည်းအတန်ကိုတုံ့ပြန်တာဖြစ်ပါတယ်သက်ရှိတွေကပတ်ဝန်းကျင်ကလှုပ်ဆော်မှုကိုတုံ့ပြန်နိုင်ကြပါတယ်6 reproduction မျိုးပွားခြင်းဆိုတာသားစဉ်မြေးဆက်မျိုးဆက်သစ်တွေကိုထုတ်လုပ်ခြင်းဖြစ်ပါတယ်မျိုးပွားခြင်းအမျိုးအစား2မျိုးရှိပါတယ်လိမ်မဲ့မျိုးပွားခြင်းနဲ့လိမ်စုံမျိုးပွားခြင်းဖြစ်ပါတယ်လိမ်မဲ့မျိုးပွားခြင်းကသက်ရှိအသစ်ကိုသက်ရှိအဟောင်းရဲ့အစိပ်ပိုင်းတစ်ခုကနေထုတ်လုပ်နိုင်ပါတယ်လိမ်မဲ့မျိုးပွားခြင်းအတွက်မိဘသက်ရှိတဦးသာလိုပါတယ်လိမ်စုံမျိုးပွားခြင်းကတော့မိဘလိမ်ဆဲနှစ်ခုပေါင်းဆက်ခြင်းကြောင့်သက်ရှိအသစ်တစ်ခုကိုထုတ်လုပ်ပေးတာဖြစ်ပါတယ်အဲ့ဒီဆဲနှစ်ခုကမျိုးစိတ်တူသက်ရှိတဦးစီကနေလာကြပါတယ်အဲ့ဒီလိမ်ဆဲနှစ်ခုပေါင်းဆက်ပြီးသက်ရှိအသစ်တစ်ခုကိုဖြစ်ပေါ်စေပါတယ်